ဤလေးဖြစ်သူရဲ့စားတောက်ဆိုင်မှာ40ဒီဂရီအပူရှိန်အောက်မှာ4လတိုင်တိုင်ပင်ပန်းခံပြီးတိန်းတစ်ထောင်နှစ်ရကျပ်တဲ့နှစ်တန်းထိတောင်းကျအောင်ရှာပေးခဲ့တယ်အမျက်ကိုတဝက်စီခွဲယူမယ်လို့ကတိပေးခဲ့ရင်မဲ့သူကကျွန်တော်ကိုတထောင်စားတယောက်လိုသဘောထားပြီး7တောင်းပဲပစ်ပေးခဲ့တယ်7တောင်းဆိုတာတခြားလူတွေတစ်နှစ်လုံးရှာရတဲ့ဝင်ငွေနဲ့ညီမျှတယ်သူကတော့တခြားစားဖို့မူတယောက်နဲ့လဲလိုက်ရင်လည်းအရင်လိုပဲပိုက်ဆံရမယ်လို့ထင်နေတာဒါပေမဲ့ဒီဆိုင်လေးအောင်မြင်နေတာကျွန်တော်ရဲ့ရှိုးဝက်ချက်ပြုတ်နေကြောင်ဆိုတာ तू မသိဘူးကျွန်တော်ကတော့ခက်အေးအေးပဲပြုံးပြီးထွက်လာခဲ့တယ်လမ်းဆုံးကလေတိုးနေတဲ့ဇရက်ဆိုလေးတစ်ခုကိုငါပြီးတယောက်တည်းကိုပိုင်လုပ်ငန်းစတင်ခဲ့တယ်ရပ်ပိုင်းုံလေးတွင်းမှာပဲသူဟာစားချုပ်ဖောက်ဖြတ်ကြီး7သိန်းထိပေးလော်ရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီးညတွင်းချင်းကျွန်တော်ရဲ့ဆိုင်စုပ်လေးရှိမှလာတူးထောက်ပြီးကန်တော့ကကဲပါဦးလို့တောင်းပန်ခဲ့ရတယ်ညီလေးအစတုန်းကတော့ခွေးတောင်ကြော်တက်တယ်လို့ပြောခဲ့တယ်မဟုတ်လားအေကုတ်လာရဲ့ကျန်းနံဟာကြီးမားတဲ့ပေါင်းဝကြီးတစ်လုံးလိုပူအိုက်လုံးလာတယ်ညတန်းကောင်10နှစ်နာရီမှာတိုက်ခတ်လာတဲ့လေကပင်လူကိုအသက်ရှူရခက်စေလောက်အောင်ဆေးကလာတယ်ပြင်းထန်တဲ့မီးရှံတွေကြောင့်ထွက်လာတဲ့အပြာရောင်မီးတောက်တွေဟာချက်ချင်းပဲမီတာဝက်လောက်မြင့်တက်သွားပြီးနီရဲနေအောင်အပူပေးထားတဲ့တဲအိုးကြီးကိုလောင်မြိုက်နေတယ်ဆရာကျန်အပြင်ကဝဲသူတွေအော်ဒါတွေအလောတိုက်နေကြပြီစားပွဲနံပါတ်3ကတရုတ်ဆက်ဆက်ပူစုံနှစ်ပီတာစားပွဲနံပါတ်9ကကြက်တုံဖြူရတာ9ပီတာစားပွဲနံပါတ်10ကအဆက်ရတာ3ပီတာမြင်မြန်လုပ်ပေးပါစားပွဲနံပါတ်3ကအစားအစာတွေအမြန်လိုနေပြီတီးပြီ9မိနစ်လောက်စောင့်ခိုင်းလိုက်ပါဒီနေရာရဲ့အပူချိန်ကအနည်းဆုံး45ဒီဂရီလောက်ရှိတယ်ကျွန်တော်တကူလုံးမှာ6တွေ့တဲ့အတွင်းခံတစ်ထည်တောင်မရှိတော့ဘူးမူလကအဖြူရောင်ဖြစ်တဲ့စားဖို့မူဝတ်ဆောင်ဟာချွေးတွေနဲ့ဆင်နေတဲ့နေရုပ်စီတွေကြောင့်ဘာရောင်မှမခွဲခြားနိုင်လောက်အောင်ဝက်လဲဆုပ်ပြတ်နေပြီလက်မောင်းနှစ်ဖက်စလုံးမှာလည်းဒီလေးလအတွင်းစီပူတွေဆင်ပြီးအပူလောင်ထားတဲ့အရေးကြီးဖုတွေနဲ့ပြည့်နှက်နေတယ်အချို့ကအဖက်တွေကွာကြနေပြီအချို့ကတော့အဝါရောင်ရည်တွေထွက်နေတော့မယ်ဒီနေ့ကအကုတ်လ30ရက်ညစည်းတန်းရဲ့ရွှေခေတ်ဖြစ်တဲ့နွေရာသီလေးလာတာဟာနောက်ဆုံးတော့ဒီယူသွက်စရာကောင်းတဲ့ပိတ်ရမှာပဲပြီးဆုံးသွားခဲ့ပါပြီနောက်ဆုံးပစုံစီပြန်တအိုးကိုမိဖို့ချောင်ပြင်ဘက်သို့ထုတ်ပေးပြီးရဲ့နောက်ကျွန်တော်တကူလုံးခွန်အားတွေကုန်ခန်းသွားတယ်လို့ခံစားရပြီးရေတိုင်ကြီးဘေးမှာမိရင်ရေပုံပိုင်ကောင်းကိုဖွင့်ဖို့တောင်ခွန်အားမရှိတော့ပါဘူးလေရက်ပေါင်း120ကျွန်တော်တရက်မှမနာခဲ့ရဘူးနေ့တိုင်းညနေ3နာရီမှာကုန်ကျန်းတွေသွားဝယ်ရတယ်ပူဆုံဆေးရတယ်အမွှေးကြိုင်တွေပြင်ဆင်ရတယ်ဟင်းရီတွေကြိုရတယ်ညနေ6နာရီမှာဆိုင်ဖွင့်ပြီးမနက်စောကြီး3နာရီထိတဲအိုးကိုမနာတန်းလန်ခဲ့ရတယ်တရက်ကိုပြင်းပြပူဆုံပိတာ6ရက်လောက်ကြော်ခဲ့ရတယ်ကျွန်တော်ရဲ့မျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာတဲ့ရှိုးဝက်ချက်ပြုတ်နီးနဲ့တဲအိုးလန်နဲ့ကျွမ်းကျင်မှုကြောင့်တာလျင်ပျက်စီးတော့မဲ့ကျွန်တော်ကြီးလေးဝမ်းကြံခံရဲ့ဆိုင်လေးဟာတလန်းလုံးမှာလူအများဆုံးတန်းစီရတဲ့ဆိုင်ကြီးဖြစ်လာခဲ့တာပါဖုံးစီပြီးပြီမလားပြီးရင်ညနာတစ်ပြီးငါရုံးကန်းထဲကိုခဏလာခဲ့ဦးဒီနှစ်အတွက်စရင်တွဲရအောင်ဟုတ်ကဲ့ညီလေးအခုပဲလာခဲ့ပါမယ်ထိုင်ပါမနစ်ကဒီလိုချိန်တုန်းကဝမ်းကြံခံဟာဟင်းညာတွေကိုစီကံမရှိရှောက်လုပ်ခဲ့လို့အတွင်းခံပေါင်းပြီးတောင်မကြံတော့ပဲရှုံးနေခဲ့တယ်ဒီဆိုင်ကန်းကိုအိမ်ရှင်ကပြန်သိမ်းတော့မဲ့အခြေအနေရောက်နေတာသူကကျွန်တော်အိမ်ကိုပြေးလာပြီးကျွန်တော်လက်ကိုကိုင်ရင်နာရီတရွှဲရွှဲမျက်ရည်တန်တန်နဲ့ကူညီပါဦးလို့လာတောင်းပန်ခဲ့တာအဲ့ဒီတုန်းကကျွန်တော်တို့စာချုပ်ပေါ်မှာအဖြူမဲတေချာရေးထားခဲ့ကြတယ်သူကဆိုင်ကန်းကခန့်နဲ့ပစ္စည်းကိရိယာတွေဝယ်ဖို့ကြက်6တောင်းထည့်ရမယ်ကျွန်တော်ကတော့အလုပ်သမားနေပညာနဲ့တီးတန်းရှိုးဝက်ချက်ပြုတ်နည်းတွေကိုထုတ်ရမယ်နှစ်ကုံလို့စရင်ပိတ်ရင်ကုန်ကြစရိတ်အားလုံးကိုဖယ်ပြီးကျန်တဲ့အမျက်ကိုရီးလေးနဲ့တူ2ယောက်တဝက်စီခွဲယူမယ်ဒီနှစ်4လအတွင်းဘယ်လောက်ထိရောင်းကောင်းခဲ့လဲဆိုတာကျွန်တော်ကုန်ပစ္စည်းအော်ဒါစာရက်တွေကိုကြည့်ပြီးစရင်တွက်ထားပြီးသားနေ့တိုင်းအနည်းဆုံး6000ကျပ်သားတင်မြတ်ရတယ်4လအတွင်းအနည်းဆုံးတဲ့နှစ်တန်းရှာနိုင်ခဲ့တယ်တဝက်စီခွဲရင်6သိန်းရရမယ်ဒီ6သိန်းသာရရင်ကျွန်တော်မိသားစုရဲ့အကျွေးတွေကိုဆက်နိုင်မှာဖြစ်ပြီးဇာတိမျိုးမှာအိမ်တလုံးအတွက်စရန်ငွေပေးနိုင်မှာဖြစ်လို့မိခင်ဖြစ်သူကိုကောင်းမွန်တဲ့ဘဝတစ်ခုပေးနိုင်မှာပါဒါကဒီနှစ်အတွက်မင်းရဲ့ပင်ပန်းခံထားတဲ့လောက်အခါပဲမင်းရဲ့အကြီးကဘန်မှာသွားထုတ်လာပေးရဲ့အသားတင်ငွေသားတွေမူလက9600ပဲရှိတာဤလေးကမင်းအတွက်ကိုယ့်အိတ်ကက်ထဲကစိုက်ပြီးအပြည့်ဖြစ်အောင်လုပ်ပေးထားတာကျက်8000ယူထားလိုက်ပါညီလေးဒါကဘာသဘောလဲဘာသဘောလဲမင်းကိုလစာပေးတာလေကျက်8000ဆိုတာတခြားလူတွေတစ်နှစ်လုံးလောက်ရတဲ့လစာနဲ့ညီမျှတယ်အမျက်ကိုတဝက်စီခွဲမယ်ဆိုတော့6သိန်းလေဒီ8000ကဘာလဲချန်ဖုံမင်းကပိုက်ဆံမျက်နှာပဲမြင်နေတာလားဘာ6သိန်းလဲပိုက်ဆံဆိုတာလေထဲကလွင့်လာတယ်ထင်နေလားဆိုင်ကန်းကဘသူနာမီလဲလုပ်ငန်းလိုင်စင်ကဘသူနာမီလဲမိဘေးကင်းရှင်းရေးစစ်ဆေးတာတွေကိုဘသူတွားလုပ်ခဲ့လဲလူမှုဆက်ဆံရေးတွေကိုဘသူဖြည့်ရှင်းခဲ့လဲမင်းကနှုတ်ခမ်းလေးလုပ်ရုံနဲ့ပိုက်ဆံတစ်ဝက်ကိုခွဲယူခြင်းနေတာလားမင်းကတော့တိတ်ကိုအိမ်မက်လာနေတာပဲဆိုင်ကန်းကဤလေးပိုင်တာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ချက်ပြုတ်နည်းမရှိရင်ဤလေးရဲ့ဆိုင်ကန်းကမနစ်ကလေးကပျက်စီးသွားပြီနေ့တိုင်းပစုံပိတာရာနဲ့ချီပြီးကျွန်တော်တယောက်တည်းဆေးရတယ်တယောက်တည်းရွေးရတယ်တယောက်တည်းကြော်ရတယ်အမွှေးကြိုင်ထုတ်တွေကိုလည်းကျွန်တော်ပဲမုံမလင်းခင်ကလေးကပြင်ဆင်ခဲ့ရတာလေးလလုံးဖျားပြီးအပူချိန်39ဒီဂရီရှိနေရင်တော့မီးဖို့ရှိမှမတက်ရက်ခဲ့ရတယ်ဤလေးတို့ကတော့ဒုတိယထပ်မှာအဲကွန်အေးလေးနဲ့ထိုင်ပြီးပိုက်ဆံရည်တွက်နေတာကလွဲလို့ဘာလုပ်ခဲ့လဲရိုင်းဆိုင်လိုက်တာချန်ဖုံမင်းကြီးကိုဘလို့စကားပြောနေတာလဲလူကြီးလူငယ်ယိုသေးမှုကိုမင်းမသိတော့ဘူးလားဟုတ်လားဖုံးစီမင်းပင်ပန်းတာကိုညီလေးသိပါတယ်ဒါပေမဲ့စီးပွားရေးလုပ်တယ်ဆိုတာခွန်အားတစ်ခုတည်းနဲ့တင်ပိုက်ဆံအများကြီးရှာလို့ရတာမဟုတ်ဘူး